မိုးရင်းကားကြိုက်တဲ့လူတွေရှိတယ်ဆိုရင်မိုးရင်းကားလက်စားပါဦးဒီပါလေးတဲ့အရင်တောက်ကောက်တယ်ကျတို့မူပြင်းတဲ့ဘက်ကမိုးရင်းကားလေကျတို့အရင်ကြိုက်တယ်ကွယ်မူပြင်းတဲ့မိုးရင်းကားကိုကြိုက်တဲ့လူရှိလားဟုတ်လားကောင်းအသီးရွက်တွေအများထက်တာလားတပြိုင်နေလားငါကောက်တယ်မနော်ရန်သားကလာရန်သားဘာသာလောက်ခွင့်ကြမရငုံငေါ့လေးချမ်းအသီးရွက်တွေအများကြီးပြတ်သွားတာပို့သဘောကျကောင်းတယ်လိုက်မယ်ဝတ်တယ်ကြက်တယ်ထောက်တယ်မယ်နော်ငါလေးပဲကြုံရမယ်နော်ကြက်တယ်ဝေးကွယ်လာဦးနာလားမင်းရသားမလားဦးကြမလားနော်ငါကျွန်တော်မူပြင်းရဲ့ဘက်ကမုံရတဲ့တော့များများအဲ့လိုဒီလိုလောက်သားပြများအတိရွက်တွေနဲ့လေဒါဆိုစေပွဲတာဆိုရင်ဆန်းကြိုက်တာအတိရွက်ကိုအရင်ကြိုက်တာတခြားနေရာကျတော့တိတ်ပြီးအတိရွက်မစားကြဘူးသူတို့မကြိုက်ကြဘူးတခြားတိုင်းရဟာတွေပေါ့နော်လူတွေအသေးတွေပေါ့ဘာလန်းစိတ်ဖို့လုံးညာငါကောင်းဖဲလို့ဇာနာနေတိုင်နေလားကြက်တယ်ဘဲတယ်ဝတ်တယ်ကဲကုန်ကြည့်ကြောက်လန်းလန်းကြကြောက်သားရမုန်းငါသားတင်တာသားရလက်သားသားတင်တာနာကြောက်သားအဲ့ဒါစပ်ပြီးငါဘာမှလည်းမပြောနဲ့နော်သားကြောက်သားကောင်းတယ်သူမုန်းငါတောင်းစားနေတယ်ဆမ်းမသိလားသူတို့ပြောတဲ့စကားကနာသိပြီးနားမလဲဘူးသမီးကျွေးပါလို့ပဲနားလေမုန်းငါကျတော့သိနားမလဲဘူးအရာတော့ဘလို့ခံစားလိုက်မှမသိဘူးကြက်တွေအော်ရိုးတဲ့မိုးရတီဆိုတော့မိုးအေးလေးနဲ့အရင်တာရတယ်ဒီမှာလေးညကြရတိုက်နေကြပါလားနေတော့ခဏလားနားကြီးလိုက်ကြတော့နားမထောင်ကောင်းလိုက်တာยังก็ဘာမှလည်းငါပြောပြလို့မရဘူး။ဘာနေနဲ့မျက်နှာစုပြီးတော့လာကြရင်ငါနာဘူး။ဘိုးတွေကရွာလာကြရင်ကြက်တရားနာကြီးဝမျက်နှာကိုကြည့်ပြတော့စုပေါက်နေတာပဲ။သိနေလောက်တာလားဆိုလို့ပဲ။ကောင်းလို့တာပြန်တော့ဘုံပြင်းနေရောင်းရင်ဘုံပြင်းနေမိုးငါသားမယ်ဆိုရင်တို့အသေးရွယ်သုံးလေးနဲ့သားမယ်မတခြားဘက်ကဟာကြရယ်ဟုတ်မုံရောင်းအသေးရွက်ထက်တာမကြိုက်ဘူးအရင်နဲ့ငုတ်ပတ်နဲ့ပဲတို့သားကြစီချက်လေးနဲ့လေဆန်းရွက်ကမုံငါဆိုဒီလိုမျိုးသားမှကြိုက်တာမတူပေါ့နော်ကြိုက်ကျင်တော့ပေါ့နော်ကြိုက်ကျင်တူလင်ကိုလင်ဖြစ်ကုန်မှာပေါ့ကိုလင်တူလင်ဖြစ်ကုန်မှာပေါ့နော်ရဲကောင်းတယ်
လာကျမလေးကောင်းကောင်းမစားရဘူးဟုတ်လားစက်တွေဘဲတွေဝက်တွေခွေးတွေဝက်ကွဲဒီမှာအဲ့ဒါလာတယ်